ကောင်းမွန်တဲ့ game plan တွေအကြောင်းပါရီယာကိုအနိုင်ရပြီး light heavyweight champion ဖြစ်လာခဲ့တဲ့အန်ခါလောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဖိုင်ယုံချကနေပြန်လဲကြိုလိုက်ပါရစေဆဲလှုပ်ရှားစွာနဲ့စောင့်မျှော်နေခဲ့ရတဲ့ပါရီယာနဲ့အန်ခါလောရဲ့ပွဲစဉ်ကတော့အပြည့်ထပ်သွားခဲ့ပါပြီ USA ပွဲစဉ်313ရဲ့အဓိကခေါင်းပွဲဖြစ်တဲ့ပါရီယာနဲ့အန်ခါလောရဲ့ပွဲမှာတော့ light heavyweight တိုင်းရဲ့ champion တစ်ထွက်ပေါ်လာခဲ့ပြီလို့ပြောမှာပါချန်ပီယံပါရီယာရဲ့စတုထအချိန်မြောက်ချန်ပီယံကပတ်ကာကွယ်မှုကတော့ရှုံးနေသွားခဲ့ပြီဖြစ်ပြီးချန်ပီယံရှေ့ကပတ်ကိုစိန်ခေါ်သူကအန်ခါလော့ထံလွှဲပြောင်းပေးလိုက်ရပြီလေဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့အန်ခါလော့ဟာအငင်းပွားပွဲရမရှိဒိုင်နေရဲ့တညီတညွတ်တဲ့ဆုံးဖြတ်ချက်နဲ့နိုင်ရခဲ့တာလည်းဖြစ်ပါတယ်ဒါရုရှားဖိုင်တာအန်ခါလော့အတွက်ကတော့နှိရှေလာများစောင့်မျှော်နေခဲ့ရတဲ့အရာဖြစ်ပြီးအခုတော့သူ့ရဲ့စိတ်ကူးရင်အိမ်မက်တွေကတကယ်ဖြစ်လာခဲ့ပြီလို့လည်းပြောရမှာပါဒီပွဲစဉ်မှာအန်ခါလော့နိုင်ခဲ့ရတဲ့အဓိကအချက်ကိုပြောပါဆိုရင်တော့ကောင်းမွန်တဲ့နီးပြွာတွေနဲ့အတူချန်ပီယံပါရီယာကိုအဆက်မပြတ်ဆိုတော့ဖိအားပေးထိုးတက်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ပြောရမှာပါအန်ခါလော့ရဲ့ကောင်းမွန်တဲ့လက်သီးထိုးချက်တွေကိုလည်းဒီပွဲစဉ်မှာမြင်တွေ့ခဲ့ရတာဖြစ်ပြီးဒုတိယအချိန်မှာတော့အန်ခါလော့ရဲ့ထိုးချက်တွေကပါရီယာကိုမူးမေ့စေနိုင်တဲ့အထိတောင်ဖြစ်စေခဲ့တာဖြစ်ပါတယ်ပါရီယာကတော့နောက်ဆုံးပွဲပြီးတဲ့အချိန်ခိုင်စင်ပိုင်းကောင်းကောင်းနဲ့ပွဲချီပြည့်ထိုးတက်နိုင်ခဲ့ပါတယ်ငါးချီပြည့်ထိုးတက်လို့အပြီးမှာတော့ဒိုင်နေရဲ့ဆုံးဖြတ်ချက်ကတော့49 46 48 49နဲ့48နဲ့အန်ခါလော့က UFC Light Heavyweight တန်းရဲ့ချန်ပီယံတစ်ဖြစ်လာခဲ့ပါတယ်အနိုင်ရရှိသွားခဲ့ပြီးတဲ့နောက်အန်ခါလော့ကကျွန်တော်လက်ရှိခံစားနေရတာတွေကိုစကားလုံးတွေနဲ့တော့ဖော်ပြလို့မရပါဘူးဒီအိမ်မက်တကယ်ဖြစ်လာဖို့စောင့်ဆိုင်နေခဲ့ရတာအချိန်အတော်ကိုကြာခဲ့ပြီဖြစ်ပါတယ်အခုတော့ချန်ပီယံကပတ်ကကျွန်တော်ရဲ့ခါပေါ်မှာရှိနေခဲ့ပါပြီကျွန်တော်အနေနဲ့အံ့အားသင့်စရာလုပ်ပြနိုင်ခဲ့တယ်လို့တော့မထင်ပါဘူးတိုက်ခိုက်ရေးနယ်ပယ်မှာအကောင်းဆုံးအရာတစ်ခုလုပ်နိုင်ခဲ့တယ်လို့ထင်မိပါတယ်ဒါပေမဲ့ဒီရှေကပတ်ကိုရရှိခဲ့တဲ့အတွက်တကယ်ကိုပဲဝမ်းသာပျော်ရွှင်ရပါတယ်လို့ပြောဆိုခဲ့ပါတယ်အန်ခါလော့ဟာပြီးခဲ့တဲ့နှစ်ကလေးကပါရီယာနဲ့ထိုးသက်ခွင့်ရဖို့အတွက်အစမပြတ်ဆိုတော့တောင်းဆိုမှုတွေလုပ်ခဲ့တာဖြစ်ပြီးဒီနှစ်မှသာထိုးခွင့်ရပြီးအခုလိုချန်ပီယံဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်အန်ခါလော့ဟာပွဲမထိုးခင်ကလေးကသူ့အနေနဲ့ဒီပွဲကိုအနိုင်ရဖို့အသေးချာတွက်ဆထားပြီးပါရီယာရဲ့ခေတ်ကုံဆုံးသွားပြီလို့တောင်ကြိုတင်ပြောဆိုထားခဲ့သူဖြစ်ပါတယ်အန်ခါလော့ဟာအောင်ပွဲခံခြင်းအတွင်းပါရီယာအနေနဲ့အရှုံးအတွက်စိတ်ပြတ်မှုတွေရှိနေခဲ့တယ်လို့ပြောမှာပါဒါပေမဲ့သူ့အနေနဲ့ဒိုင်နေရဲ့အဆုံးဖြတ်နဲ့ပတ်သက်ပြီးတန်တရားဖြစ်မှုတွေမရှိခဲ့သလိုအချိန်နှဲငယ်အတွင်းမှာပဲဘယ်အရာတွေကိုသူ့ကိုအမှန်တည်းစေခဲ့ဆိုတာကိုကောင်းကောင်းသဘောပေါက်မိခဲ့တယ်လို့ပြောမှာပါပါရီယာကအဲ့ဒီပွဲဟာခက်ခဲတဲ့ပြိုင်ပွဲတစ်ခုဖြစ်မယ်ဆိုတာသိထားခဲ့ပါတယ်ကျွန်တော်ထိုးသက်ခဲ့တဲ့ပွဲတိုင်းကလည်းခက်ခဲတဲ့ပွဲကြီးပါပဲ။တရားအချိန်မှာတော့သူကကျွန်တော်ကိုဖိအားတွေပေးနိုင်ခဲ့ပါတယ်။သူရဲ့ထိုးချက်အနေငယ်ကိုလည်းကျွန်တော်ခံစားမိပါတယ်။ဒါပေမဲ့သူကျွန်တော်ကိုဘာမှတော့မလုပ်နိုင်ပါဘူး။နီးစနစ်အတိုင်းပဲထိုးသက်ခဲ့ကြတယ်လို့ပြောမှာပါ။ကောင်းမွန်တဲ့ game plan တွေကြောင့်သူဟာဒီပွဲကိုနိုင်ခဲ့တယ်လို့ပြောမှာပါ။ပရိသတ်တွေကတော့သူ့ရဲ့ပြင်းညီးမွေးပွဲကောင်းတဲ့ထိုးသက်ပုံစံနဲ့အနိုင်ရတယ်လို့ပြောကြမယ်ဆိုတာသိကြပါတယ်။တကယ်တမ်းထိုးသက်တဲ့ပွဲမှာတော့အန်ခါလော့အနေနဲ့ striking ပိုင်းပိုကောင်းမွန်တဲ့ပါရီယာကိုထိုးသက်နိုင်ဖို့အတွက်ဘယ်လိုနည်းဗျူဟာမျိုးကအကောင်းဆုံးဖြစ်မလဲဆိုတာကောင်းကောင်းသိရလို့ပြောမှာပါ။အဲ့ဒါနဲ့ပတ်သက်ပြီးအန်ခါလော့ကကျွန်တော်ရဲ့အစီအစဉ်ကသူ့ကိုဇက်တိုက်ဆိုတော့ဖိအားပေးထိုးသက်သွားဖို့ပါပါရီယာနဲ့ထိုးသက်တဲ့ပြိုင်ပွဲတိုင်းကတော့ကောင်တာနဲ့ထိုးကြတာပါကျွန်တော်ကတော့နိုင်ပွဲရဖို့အတွက်ဒေချာအောင်လှုပ်ဆောင်ခဲ့တာပါကျွန်တော်နဲ့တွေ့တဲ့ fighter တွေဆိုရင်ကောင်တာတွေနဲ့ထိုးတာပါအခုတော့ကျွန်တော်ရဲ့ game plan ကအလုပ်ဖြစ်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ပါရီယာဟာချန်ပီယံကပတ်ဆုံးရှုံးခဲ့ရပေမဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်တဲ့အနေအထားမှာရှိနေခဲ့တယ်လို့ပြောမှာပါဒါကြောင့်လည်းဒီပွဲပြီးမှသူ့ရဲ့ Instagram မှာတော့ပါရီယာကကျွန်တော်ကတော့အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်နည်းလောက်နားပြီးရင်တော့ကျွန်တော်ပြန်လာမှာပါအရင်တော့ကလည်းဒီလိုရှုံးနေဆိုတာရှိခဲ့တာပါကျွန်တော်ကတော့ဆက်လက်ထိုးသက်နေအောင်မှာပါလို့ပြောဆိုခဲ့ပါတယ်ပါရီယာကတော့မကြခင်ဒီပွဲကိုပြန်လည်ထိုးသက်သွားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်ဒီနာဝိုင်းအနေနဲ့ကလည်းပါရီယာရဲ့ဆန္ဒအတိုင်းဒီနေ့အတွင်းမှာပဲသူတို့နှစ်ဦးပွဲကိုပြန်လည်တစ်စီဇန်ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်ဒီပွဲပြီးမှာပါရီယာကကျွန်တော်ရဲ့အဖွဲ့သားတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒုတိယမြောက်ပြန်လည်ထိုးသက်ရမယ့်ပွဲအတွက်စီစဉ်မှုတွေလုပ်ကြရမှာပါကျွန်တော်ကတော့ဒီထက်ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာမှာပါသင်ရဲ့စိတ်ကူးရင်အိမ်မက်တွေနဲ့ပတ်သက်ပြီးဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့ချာမာလို့ပြောဆိုခဲ့ပါတယ်